နေ့အမေတယောက်ကမမီတက်ငလမကိုဖွင့်ခါတာကြည့်ပြီးတော့သူကပြောနေတာဒါပေမဲ့ကျွန်တော်ကမမီတက်မှန်းလည်းမသိဘူးဆောင်းရတယ်ပြောနေထပ်ပြောကြည့်တယ်မမီတက်လည်းမင်းရချတာနောက်ကြနော်ဟာလားဟောမီတက်ချလာတာမေးလို့ဟောဘူးလေအမေတို့ကဒီလိုတိုင်းနေတဲ့ဥစ္စာလေးဟိုကဒီလမ်းနဲ့တော့အမို့လည်းတင်ညသွားကြည့်မှုအေးအေးပြက်လို့အမေတို့လေဇွဲကောင်းနေတဲ့အမေရတဲ့2 နာရီတဲ့ခလေးကြပြန်ကုန်အမေက2 နာရီတော့မပြီးသေးဘူးနော်နားရောက်တာအဲ့ဒါ2 နာရီဆိုရင်ကြည့်ရလား ပြီးရည်ကြည့်ရလား သူတို့တော့မကြည့်ဘူးမေကဇွဲကောင်းနေအဲ့မကြည့်တော့ပါဘူးပြန်လိုက်တယ်ဒါလည်းကဘူးကအဲ့မှာကလေးကောင်းလေးပဲနဲ့လည်းမနော်3လောက်တော့ပါတာပဲကလေးကတော့မသိဘူး3လောက်ချစ်စရာလေးဒီပါသူတို့လည်းသူတို့ဟာလေးနဲ့သူတို့မမီတက်ချောလို့လားချောတယ်ချစ်ဖို့ကောင်းတယ်ကလေးတွေကနော်ဒီမှာလည်းကြည့်တော့မသိမတွေ့တာညမှာသွားကြည့်သွားကြည့်သွားအတန်ရောကောင်းလာမယ်သူဆိုမလေးစူးရှာနာပဲမေတို့တော့ဟုတ်လားဖောက်ကလည်းကောင်းတယ်အောက်ကလည်းကောင်းတယ်အမေကြည့်တာအရာစူးနေတာ ကြည့်အောင်ပါလား ကြည့်မှာပေါ့ ဒီဖြာရဖြာဥလာလား အရာမဟုတ်ကလေးတိုင်းနဲ့ကြည့်တာ အဲ့ဒါလူကြီးဆိုဒီကလေးထိုင်နေပဲကြည့်လေ ဒါမတော့ဒါလေးတော့မတော့ဘူးလား တောက်လည်းတက်ကြည့်လေ ဒီတောင်းရနော်သွားကြမယ်လေဒီညတညပဲရှိတော့တယ်အကူကလည်းလေကျွေးတာဝက်သားဟောနော်ကိုရင်းရောချက်သားအမေတို့ကချီလေးတောင်းတာမစားတော့လေဟုတ်ဘူးအမေကစားဘူး အဲ့ဒါလည်းဒီကြောင့်မစားဘူးလေဟုတ်ကဲ့မမတက်လည်းဒီကြောင့်မစားဘူးဘောသားမစားဘူးမဲသားမစားဘူးစိတ်သားမစားဘူးပေါ့ အေးကောင်း ဒီ ကောင်း ကလေးထိုင်မစားဘူး ကလေး ဒီကလေးထိုင် ဒီကလေးလေးရတယ်ဒီကလေးလေးရတယ်အနောက်ရှုပ်လေးနဲ့ကလေးကဘယ်လိုလုပ်စားလို့ရမလဲတားရင် ဟုတ်တာပဲ တော့မမီတက်လို့ရက်လုတ်ချင်တာအာတာတွေပြက် ဒီကောင်လေးဟိုကကလေးလေးတွေကရုပ်ကလေးတွေဆိုကြ ပြဆက်ကဘာက ဘာလဲ တခန်းရက တက်ခါရပါတယ်အမှန်ကွဲအမှန်ကွဲဆိုလားအေးအဲ့ဒါမှန်ကွဲတယ်အဲ့ဒီမှာ ကြီးရတာပဲ ရီရတာပေါ့အမေတို့ဆိုရီရရီရတာပေါ့မရီလို့ရတာသူတို့ကရီစရာလို့ အလူချင်းလူရနှစ်ညတော့ ဩလူနိုင်ပါစေလို့စူတောင်းတယ် တော့ရှင်းလိုက်နော် ဟမ်မရှိပါနဲ့တာကြည့်ပါလေ ရတယ် ဝက်လူကြည့်မယ်ညည ဝက်လူကြည့်မယ် ကြည့်လေ တက်လာပြီနော်ဟုတ် ဒီညလာ30လို့ပြောတယ်နော်အရက်ကလည်းရမ်းလည်းမရှိဘူးရလည်းမပူခလေးလေးอ่ะ ဟလာ ထောက်ခွေဆိုဟိုအဲ့ဒီနှလက်မဆိုတဲ့ကောင်မလေးနဲ့လေခေါင်းလေးနဲ့ကားသူအဖြူရောင်ဝမ်းဆက်လေးနဲ့ထွက်လာချစ်စရာလေးဒါမတွေ့ဘူးလေချစ်တယ်အဲ့ကလေးလေး သူကမူးပြီးပဲနားသွားရင်လည်းမသိပွဲကြည့်နေနဲ့မတွေ့ဘူးလားမသိ လေအလူကများတယ်နောက်တော့လည်းကလေးလေးတွေကလည်းမိုးအရန်ဟိုဒီလိုချွတ်ကြတော့အိတ်ချင်တာပေါ့နော်ကိုလေးလိုလူကြီးတွေလို့မဟုတ်ဘူးညဟိုအရက်ချင်ကြီးကောင်လေးကဘယ်သူလဲတော့မသိအကောင်ဒါကအဲ့ကလေးလေးကပြောတယ်အေးတဲ့ဗာလဲအိမ်ပြန်တဲ့လူကပြစ်ပါလေဆိုတယ်သူပြောလိုက်သေးတယ်ပြီးအောင်ကြည့်ပါတဲ့အများကြီးပဲတဲ့အစီအစဉ်တွေရှိသေးတယ်တဲ့သူတို့က အဲ့ဒါမမီတက်လို့ချောတာ ချောတာငါဖြစ်တယ်လို့ပြောပါလား ငလမ်းမနဲ့မမီတက်မီဘယ်လိုချောရတယ်ဒီပူချောရ ငါဒီတက်တဲ့ဆိုတဲ့ကလေးလေးကပိုချောတာပေါ့သွားတယ်မပြောနဲ့ အာငလက်မသိစိတ်မ မ ကောင်း မီတက်ဆိုတဲ့ကလေးလေးကပူ ပို ချော ချော တယ် တာပေါ့ချစ်စရာလေးကိုကနေမမြင်တော့ဟိုနာနေပြီးတော့ ကလ ဒါ မ်းမ ပြီး မီ တော့ ပါစင်းနဲ့ တော့မပြောနဲ့သူကသူတို့ပွဲကိုကကြည့်ပြီးတော့ကိတ်တယ်လို့ဖြစ်နေတယ်အဲ့ဒီကနေတော့လေဟိုအမေကတာလေးကိုဘေးမှာလေးကိုခုံနေထိုင်ကြည့်ပါလားဟိုအမေကနေလိုက်ပြီးတော့မမြင်ဘူးရှင်တော့ကိုပြောအေးလမ်းကြီးဆက်လို့ပြောတာချောတာငါဖြစ်တယ်လို့ပြောပါလား ငလမ်းမနဲ့မမီတက်မီဘယ်လိုချောရတယ်ဒီပူချောတယ် ငါဒီတက်တဲ့ဆိုတဲ့ကလေးလေးကပိုချောတာပေါ့သွားတယ်မပြောနဲ့ အာငလက်မသိစိတ်မ မ ကောင်း မီတက်ဆိုတဲ့ကလေးလေးကပူ ပို ချော ချော တယ် တာပေါ့ချစ်စရာလေးကိုကနေမမြင်တော့ဟိုနာနေပြီးတော့ ကလ ဒါ မ်းမ ပြီးတော့ မီပါစင်းနဲ့ တော့မပြောနဲ့သူကသူတို့ပွဲကိုကကြည့်ပြီးတော့ကိတ်တယ်လို့ဖြစ်နေတယ်အဲ့ဒီကနေတော့လေဟိုအမေကတာလေးကိုဘေးမှာလေးကိုခုံနေထိုင်ကြည့်ပါလားဟိုအမေကနေလိုက်ပြီးတော့မမြင်ဘူးရှင်တော့ကိုပြောအေးလမ်းကြီးဆက်လို့ပြောတယ်လို့ရုပ်ရှင်နဲ့ဗီဒီယိုနေလာကြည့်ဟဲ့ချောချောလေးလို့တားတော့တိလာပြီးစုလာတာစားတဲ့ကောင်လေးရမူးတော့တားလို့စီလာတော့ အသားကူကူလေးနဲ့
အဲ့ဒီတော့မရှိဘူးအဲ့မှာတက်ကြရတယ်အေးအဲ့ဒါအမေတို့ကသားသမီးလိုနေတာ ဟို သူကနေကားတွေမောင်းတာပြန်လိုက်တငယ်ချင်းတွေအဲ့လိုတောက်စားတာပေါ့သားရဲ့အမပျော်ပြီးတော့အဲ့ဒါလာပြီးတော့ သိချကြတယ် အဲ့ရ သားစားမိတ်ဆက်ပွားပါ အမေကနော် experience မင်းဆိုတာရှင်းမိခဲ့တယ် ရှင်းမှာဩအာ ဟိုပွဲကြိုက်တဲ့လူချင်းချင်းမို့လို့နော်ရှင်းနေ အေးပါဩရပါတယ်ကျမ်းမှာချမ်းသာပါစေ ဟုတ်ကဲ့ပါမင်းကျေးဇူးတင်ပါစေ ဒီကျမ်းမကလည်းနော်သူနိုင်တန်းနိုင်ပါလေဒီဆက်လည်းနဲ့မကွာလူသားပြီးသွားလျာမှာမျက်နှာ ည ပေါ် တော့ မှာ ပြန်လာကြည့်နော် ကြည့်ပါဗောအမေ ကြည့်ပါဘူးโอเคโอเค ညတညပဲ အမေပြောတဲ့မာမီတက်ကဘူးလေသိလား မသိဘူးလေ အဲ့ဒါသားလေ ဟုတ်လားအော်အပြင်မှာပို့လို့တော့ချောသေးတယ်နော် ကျေးဇူးတင်တော့အားပေးလို့နော် အေးပါ လက်ကလည်းအားပေးလို့ အားပေးမယ်အားပေး โอเคโอเค ချောချော ဒီ လေး ဒီညလည်းချင်းစုံမယ် ဆိုတော့တာ ဟုတ်ကဲ့ပါ ဘယ်လိုမျိုးဟုတ်တယ်အိုးဟာ အာ အနန္တကကြီးဒီအကျဉ်းတော်ဝင်လာဟိုကလည်းပြည်လေးပေါ့နော်မိတ်ကတပိုင်လည်းလိမ့်နာမှာပေါ့အမေတို့က94နှစ် ဩဟုတ်ကဲ့ သိတော့ကြည့်နေတာပဲမျက်နာလေးကိုပေါ့ဒီလေသိမှုမျိုးလေးဒီလိုပေါ့ကြည့်တော့ခရီးကကြည့်တော့အိမ်ကမကြည့်တဲ့လူတွေကအမေကငယ်လေးလို့30လောက်ပဲရှိသေးတယ် ဟုတ်တယ်သားတော့တော့ရှိပါ တော်ကြောလေးလို့ဩအေးဒီကမကဩဟာမမက ဟုတ်တယ်လေ တိတ်ဆုံးနေတော့ အဲ့ဒါပါ ဒါပေမဲ့မိဟိုရောက်တော့ငလက်မောက်တိုင်ပြောလိုက် ကိုရက်ွယ်တဲ့လာကတော့ဒီဘာရကဲရပြမှာပေါ့မပြောပါနဲ့ ပြောပါနေငလမပူလောင်သဘောကောင်းနေတယ်အာဒါဒီကပြန်ပြောပြလာလို့မီးကအရန်အားပေးတယ်လို့ဟိုဒါဗီဒီယိုလေးချက်ခိုင်းလာမီးတို့ဟိုအားပေးတာလေးအရန်သဘောကျတယ် အဲ့ဒါလည်းပြောရိုက်တာမသိပါဘူးတော့ချုပ်ကကျောက်တော်ရုပ်ဖုံးနေကြည့်ရင်အောင်မေလို့ဒီလိုအိမ်မှာလည်းဒီလို line နဲ့ကြည့်ကြလို့သူတို့အဲ့ဒါလားလို့ ဟိုမီးတို့ကသဘောကျလို့လေမမီတော့အရန်ချစ်တယ်အားပေးနေတယ်ဆိုတာအဲ့ဒါမိုင်းတို့ရဲ့တော့အားပေးတာလို့အဲ့ဒါပါ အသက်ကြီးကြီးအောင်နေတာနော်ငယ်ငယ်လေးစီအပြင်မှာဘိုးတော်ချစ်လို့ပါဘူး ဒီမှာအဆင်ပြေတယ်လို့ပါတယ်ပေါ့နော် အေးပါ ဟုတ်ကဲ့ တက်ပုံလေးအဲ့ဒီပုံလေး အေးပါလေ အော်သား အမလေးဟောသူကတည့်ရလားတည့်ရ ပြည့်ကြပြီဒီကလာတာခုတည်းရပေါ့ဒီကမှာ အော်အခုတည့်ရလားငါလည်းအခုမှတည့်တာပါ တတ်ထားတယ်နော် ထားလိုက်ထားလိုက် ဒီပါဘာလို့โอเค ဒီလိုမှဒီဖုန်းလေးယူလာပါလေအိမ်မှာ ဟုတ်ပါတော့မင်းညလာမလားရတယ်တာအကျနေတမုန်နေထည့်ရပြီနော် အေး โอเคမင်းစီးပြီး ကြိုက်တာတော့ချစ်တာလို့ပါလို့တော့မင်းယူ အဲ့ဒါတော်တော်ရှောက်စားတာ အေးမင်းရဘာမှတည့်ရမ ဟုတ် ယ် ကဲ့ဟုတ်ကဲ့